တနေ့မှာကျွန်တော်ဟာလမ်းဘေးကစွန့်ပစ်ထားတဲ့တိုင်ဟောင်းကြီးတစ်ခုကိုဆွဲထုတ်လိုက်ရင်အထဲမှာဝတ်ထားတဲ့ကြောက်စိမ့်ဆွဲသီးလေးတစ်ခုကိုမတော်တဆတွေ့လိုက်ရတယ်။ငါတော့ချမ်းသာပြီလို့တွေးနေတော့မှပဲမန်နေဂျာကပြေးလာပြီးအဲ့ဒီဆွဲသီးကိုအတင်းလူယူသွားပါတော့တယ်။ကံကောင်းချင်တော့ကုမ္ပဏီရဲ့ CEO အမျိုးသမီးကလုပ်ငန်းခွင်ကိုလာစစ်ဆေးရင်းဒါကိုမြင်သွားပြီးမန်နေဂျာကိုဆွဲသီးပြန်ပေးဖို့ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဆရာကဆွဲသီးကိုယူကြည့်တဲ့အချိန်မှာဟန်ချက်ပြက်ပြီးလဲကျသွားလို့ကျွန်တော်ကပြေးဖမ်းပေးရင်းကြောက်တုံးနဲ့စောင့်မိပြီးသတိမေ့သွားခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော်ရဲ့တွေးတွေကဆွဲသီးပေါ်ကိုစိတ်ဝင်သွားပြီးထူးဆန်းတဲ့အာကာသဟင်းလင်းပြင်တစ်ခုလေးကိုကျွန်တော်ရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာဆွဲသီးကသူဟာနှစ်ပေါင်း1000တက်တန်းရှိတဲ့ရှေးဟောင်းပစ္စည်းဖြစ်ကြောင်းနဲ့ကျွန်တော်ရဲ့စိတ်ထားကောင်းမှုကိုသဘောကျလို့ရှေးဟောင်းပစ္စည်းတွေနဲ့စကားပြောနိုင်တဲ့စွမ်းအားကိုပေးလိုက်ကြောင်းပြောပြခဲ့တယ်။ကျွန်တော်တတိယလာတဲ့အခါဆရာကဒီဆွဲသီးဟာနှစ်ပေါင်း900တက်တန်းရှိတယ်လို့ခန့်မှန်းပေမဲ့ကျွန်တော်ကတော့ဒါဟာ2000တက်တန်းရှိတာလို့ညင်းလိုက်ပါတယ်။ဆီယိုရဲ့အဖိုးဖြစ်သူပါလာစစ်ဆေးကြည့်တဲ့အခါကျွန်တော်ပြောတာမှန်နေတာကိုတွေ့သွားပြီးအံ့ဩသွားကြတယ်။ဒါနဲ့ပဲကျွန်တော်ရဲ့အရေးချင်းကိုသဘောကျသွားပြီးဒေါ်လာ1တန်းပေးကသူတို့နဲ့တူရှေးဟောင်းပစ္စည်းလေလံပွဲတစ်ခုကိုလိုက်ခဲ့ဖို့ကန့်လန့်ခဲ့ပါတယ်။လေလံပွဲကိုရောက်ချင်းမှာပဲစင်ဘော်ကပစ္စည်းတစ်ခုစီကနေဒီနေရာကြီးကမှောင်နေတဲ့ကျွန်တော်ကိုကယ်ပါဦးလို့အကူအညီတောင်းတန်ကိုကျွန်တော်ကြားလိုက်ရတယ်။လေလံပွဲစီကန်းကတော့အနီရောင်ပိတ်စအောက်ကပစ္စည်းကဘာလဲဆိုတာမှန်အောင်ခံမှန်းရမှာပါ။မှားရင်တော့ဒေါ်လာ1တန်းနဲ့အဲ့ဒီပစ္စည်းကိုဝယ်ရမှာဖြစ်ပါတယ်။တထေးသားတယောက်ကဒါဟာ4000ပုံပတ်ပုလက်ရတစ်ခုလို့ပြောဖို့ပြင်းနေတော့ကျွန်တော်ကကြားဖြတ်ပြီးအကောက်တကွင်းလို့ပြောလိုက်ပါတယ်။လူတိုင်းကကျွန်တော်ကိုယူနေတယ်လို့ထင်ခဲ့ကြတယ်လို့စိုးကိုယ်တိုင်လည်းမယုံခဲ့ပါဘူး။ဒါပေမဲ့ကျွန်တော်ကဆရာစီကနေဒေါ်လာ1တန်းချေးပြီးစင်ဘော်တက်က page ကိုလှန်ပြလိုက်တဲ့အခါမှာတော့တာမန်အုတ်ခဲတစ်လုံးပဲဖြစ်နေတာကိုတွေ့လိုက်ရတယ်။တထေးသားကအုတ်ခဲတစ်လုံးကိုဒေါ်လာ1တန်းနဲ့ဝယ်တဲ့အယူဆိုပြီးလောင်ပြောင်နေပေမဲ့ကျွန်တော်ကတော့အုတ်ခဲကကျွန်တော်ကိုညာတယ်လို့ထင်ခဲ့မိတယ်။ဒါပေမဲ့အုတ်ခဲကကျွန်တော်ကကာကွယ်ပေးထားရုံပဲလက်ကောက်ကကျွန်တော်ထဲမှာလို့ပြန်ပြောတဲ့အခါမှာအမှန်တရားကိုသိလိုက်ရပါတယ်။ကျွန်တော်ကလက်ကောက်ဟာအုတ်ခဲထဲမှာရှိနေတာလို့ပြောတဲ့အခါဟိုသူထေးသားကမယုံမဲတကယ်လို့အထဲမှာလက်ကောက်ရှိရင်တစ်ဆက်စပေးပြီးဝင်မဲမရှိရင်တော့မင်းငါကိုတူးထောက်ရမယ်လို့လောင်းကြီးထက်လာပါတယ်။ကျွန်တော်ကချက်ချင်းသဘောတူပြီးအုတ်ခဲကိုကျမ်းပြင်ပေါ်ရိုက်ခွဲလိုက်တဲ့အခါမှာတော့တကယ်ပဲအထဲကနေနှစ်ပေါင်း2000တက်တန်းရှိတဲ့ကြောက်စိမ့်လက်ကောက်တွင်ထွက်လာပါတော့တယ်။ရှေးဟောင်းပစ္စည်းပညာရှင်တွေစစ်ဆေးကြည့်တဲ့အခါမှာတော့ဒါဟာတကယ်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ယတနာဖြစ်နေလို့ဒေါ်လာတန်း80နဲ့ဝယ်မဲ့သူတွေရှိပေမဲ့ကျွန်တော်ကတော့မယောင်းခဲ့ပါဘူး။အဲ့ဒီအစားကျွန်တော်အပေါ်ယုံကြည်မှုရှိခဲ့တဲ့ခရုကိုပဲအမတ်တရလက်ဆောင်ဖြစ်ပေးလိုက်ပါတယ်။လောကမှာစိတ်ထားကောင်းခြင်းရဲ့အကျိုးကျေးဇူးကတော့တနည်းမဟုတ်တနည်းနဲ့ကိုယ့်စီကိုပြန်ရောက်လာတတ်တာပါပဲ။ Subscribe နဲ့ like လေးလုပ်ပေးခဲ့ကြပါဦးဗျ။